မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ချင်းမိုင်ရနေဆက်သွားရတဲ့မွန်ချမ်းဆိုတဲ့နေရာလေးကိုဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာမွန်ချမ်းကိုသွားဖို့အတွက်ကြတော့ဟယ်လိုချင်းမိုင်ရနေပြီးတော့ကားငှားလိုက်တာဖြစ်ပါတယ်ကျွန်တော်ခီးစဉ်အတွက်လူ9ယောက်ကိုအသွားအပြန်ဘတ်9500ကျတက်ပါတယ်ခင်ဗျာလန်ခီရတော့မြင်တဲ့အတိုင်းပဲတောက်ပလန်းလေးသွားလို့စိတ်ကြည်နေပါတယ်ခင်ဗျာကဲမဲကီဆိုတဲ့တိုးချန်လေးကိုတော့ရောက်ပါပြီခင်ဗျာကျွန်တော်ကတိုးလေးတွေကိုအပြင်မှာမမြင်ဘူးပေါ့နော်အပြင်မှာအခုလိုမြင်တဲ့ခါကျတော့အရန်ကိုစိတ်လှုပ်ရှားပါတယ်ဒါပေမဲ့တိုးနဲ့စိတ်နဲ့ကိုကျွန်တော်မခွဲတတ်ဘူးပေါ့နော်အဲ့လိုဖြစ်နေတာပါတိုးကကြတော့အမွှေးလေးတွေပူရှည်ပြီးတော့နည်းနည်းအကောင်ထွားတယ်ပေါ့နော်စိတ်ကကြတော့ဂျိုးပါတာပေါ့ခင်ဗျာဒါပေမဲ့သူတို့နောက်သွားတဲ့ခါကျတော့အနံ့အသက်တွေနဲ့သူတို့ပုံစံလေးတွေကခက်ဆင်ဆင်လေးဖြစ်ပါတယ်ဒါပေမဲ့ဓာတ်ပုံရိုက်လေးကတော့တော်တော်လေးလှတာပေါ့နော်ဓာတ်ပုံလှလေးရိုက်ချင်နေဆိုရင်တော့မွန်ချမ်းကတိုးချန်လေးကိုသွားပါလို့ကြံပေးချင်ပါတယ်ခင်ဗျာကဲဒါလေးကမင်းသားပါမင်းသားကိုစစ်လို့ခေါ်ပါတယ်ရိုက်နေရတော့မင်းသမီးလေးပါကဲအနောက်ကတော့ကုတ်ဆာမကြီးပါပြန်ခံရပါလားသူ့အမေကြီးလားမသိဘူးမကျုပ်ကလေအဲ့ကနမဆာနမဖြစ်ချင်ချစ်စရာလေးနော်ဒါပေမဲ့စိတ်အနှံ့ကိုရတယ်စိတ်ကြီးစော်လို့ဒီတိုးချန်လေးကကြတော့ကဖေးဆိုင်လေးနဲ့တိုးလေးနဲ့ပဲရှိရပါတော့တိတ်ပြီးထွေးထူးမရှိဘူးဆိုပေမဲ့တိုးလေးနဲ့တပွင့်ရတာကတော်တော်လေးကိုစိတ်ကြည်လို့ရပါတယ်ခင်ဗျာခေဒါလေးကကလေးမွေးနေတဲ့တိုးမကြီးဖြစ်ပါတယ်အခုလိုမျိုးရှူခင်းလှလေးနဲ့ကော်ဖီလေးထိုင်တောက်ပြီးတော့လဲချေးလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ကော်ဖီမကြိုက်တဲ့သူမို့လို့ဒါပေမဲ့ရှူခင်းလေးကိုကြည့်ပြီးတော့ပဲငေးပြီးတော့ဆွေးခဲ့ပါတယ်ခင်ဗျာချင်းမှန်ရသေးဦးလို့ကနှွေးပူဒီပဲမဲ့လေလုံးဝမပူဘူးနော်အေးအေးလေးနဲ့အရန်နေလို့ကောင်းပါတယ်ခင်ဗျာဒါကတော့တိုးချန်ထဲမှာရှိတဲ့အဓိကဇက်ဆောင်တွေဖြစ်ပါတယ်သူတို့ကဓာတ်ပုံလည်းရိုက်လို့ရပါတယ်သူတို့ဓာတ်ပုံရိုက်ဖို့အတွက်အဲ့လိုမျိုးအစာပုံးလေးတွေနဲ့ပြားခေါ်ပြီးတော့ကျွေးမှဓာတ်ပုံရိုက်လို့ရတာဖြစ်ပါတယ်။ကောင်တွေကခက်ချီတော့အစာမကျွေးဘဲနဲ့ဒီတိုင်းဓာတ်ပုံရိုက်မယ်သူတို့အရန်စမယ်ဆိုရင်တော့သူတွေနဲ့ပြန်ထွေးပါတယ်ကျွန်တော်ကတော့ကန်ကောင်းလာမသိသူတွေနဲ့တော့ထွေးမခံရအောင်အေးအေးလေးဓာတ်ပုံရိုက်ခံခဲ့ရပါတယ်ခင်ဗျားတွေတိုးချင်မှာနောက်ထပ်ထိုးကြတာလေဒီစိတ်ပူလေးတွေပါခင်ဗျာကျွန်တော်ကကြက်ပူလေးတွေပဲမြင်ဘူးတာပေါ့နော်တန်ကျင်ကြက်လေးတွေပဲမြင်ဘူးပါဒီမှာကျတော့စိတ်အပူပူလေးတွေလည်းရှိပါတယ်ခင်ဗျာချစ်တော့ချစ်စရာလေးပါနော်ငူဘီဟေးဒါဆိုရတဲ့ချီနာတို့ချီလို့သူရောဆိုလောက်သွားတယ်ဒါကတော့ခက်ချစ်ချီတိုးတကောင်ဖြစ်ပါတယ်ဓာတ်ပုံရိုက်ဖို့တော့မှတော်တော်လေးခေါ်ယူရပါတယ်ခင်ဗျာသူတို့နိုင်ငံစီးပွားရေးလုပ်တဲ့ပုံများတော့နော်တိုးချန်တော့မှငွေဝင်အောင်လုပ်ပါတယ်အမတ်တရအနေနဲ့ပစ္စည်းရလဲတိုးရုပ်ကလေးတွေစားမဲ့မုတ်လေးတွေလည်းတိုးရုပ်ကလေးတွေဖြစ်ပါတယ်ခင်ဗျာဒါကိုကြည့်ချင်းအပြင်စီးပွားရေးဈေးကွက်ဘယ်လောက်ထိတော်လဲဆိုတာကိုသိနိုင်ပါတယ်ခင်ဗျာကဲဒါလေးကတော့ကျွန်တော်သွားခဲ့တဲ့မက်ကီဆိုတဲ့တိုးချန်လေးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဘလော့တွေမှာထပ်ဆောင်ပါအောင်မယ်နော်ကဲပြီးပါပြီခင်ဗျအဲ့တော့ဒီတနေရာလေးပြီးတော့နောက်ထပ်တနေရာသွားပါမယ်နောက်တစ်နေရာတော့ပန်းချံဖြစ်ပါတယ်ခင်ဗျအဲ့တော့လိုက်ခဲ့ပါအောင်ခင်ဗျအခုကတော့တိုးချံအောင်ရောက်နေတာဖြစ်ပါတယ်မတိုးလေးနဲ့ဒီတိုးချံနေပြန်ပြီးတော့ပန်းချံလေးကိုသွားမှာဖြစ်ပါတယ်ခင်ဗျ